ကဲမြန်မာနိုင်ငံရဲ့အင်ချမ်းမီဈေးကွက်မှာလေတော်တော်လေးစိတ်ဝင်စားကြရကောင်းလဲပဟေလီတစ်ခုရှိနေတယ်အများစုကတော့တွတ်ထားကြတာကဈေးတွေကျတော့မယ်ပေါ့ဒါပေမဲ့တကယ်တမ်းမှာတော့ဈေးတွေကအန်အောစရာကောင်းတော့အောင်ကိုမာနေတော့မယ်ဆိုတော့ဒီနေ့တင်ဆက်မှုမှာကလေဒီအခြေအနေရဲ့နောက်ွယ်မှာဘာအကြောင်းရင်းတွေရှိနေလဲဆိုတော့ကိုအချက်လက်တွေတဲ့တကွအသေးသေးချာချာလေးခွဲချမ်းစိတ်ချကြည့်ရတာပေါ့ဟုတ်ပြီဒါဆိုရင်အဓိကမေခွန်းကဒါပဲနိုင်ငံရေးရောစီးပွားရေးရောဒီလောက်မတည်ငြိမ်မှုတွေဖြစ်နေတဲ့ကြကအင်ဂျင်မီစီခွက်ကဘာလို့မပြိုလဲတာလဲဘလို့များကြန့်ခံနေရတာလဲအထူးသဖြင့်ယင်းနှမျိုးနဲ့တူတယ်လို့ဆိုရင်တော့ဒီအဖြေကိုတိခါဖို့ကတော်တော်လေးအရေးကြီးနေပြီဗျအခုမြင်နေရတဲ့မြို့ပြရဲ့တရွင်လှုပ်ရှားနေတဲ့ပုံရိပ်တွေကိုကြည့်လိုက်ပါတရင်နေတယ်မှာကြားနေရတဲ့အခက်အခဲတွေနဲ့များတခြားစီဖြစ်နေသလားဆိုတော့ထင်ရတယ်အဲ့ဒါကပဲဒီဈေးကွက်ရဲ့ရှင်းတော့မကြီးတဲ့တဘာဝကိုအထင်ရှားဆုံးပြနေတဲ့အချက်တစ်ခုပါပဲကဲဒီနေ့မှာတော့လေအရင်ဆုံးဒီဈေးခွက်ရဲ့ပဟေးလီအကြောင်းပြောမယ်ပြီးတူရင်ဆိုင်နေရတဲ့အသားအဆီးတွေဒါမဲ့တစ်ဖက်မှာလည်းကြန့်ခိုင်အောင်လုံးပေးနေတဲ့အားတွေအကြောင်းဆက်ကြည့်မယ်ပြီးမှကိန်းကနအချက်လက်တွေနဲ့တုံးတက်ပြီးတော့နောက်ဆုံးရင်းနှီးမြှုပ်နှံတို့တဲ့အတွက်လမ်းညွှန်ချက်လေးတွေနဲ့အဆုံးတက်သွားမှာဖြစ်ပါလေဟုတ်ကဲ့ပထမဆုံးအပိုင်းအနေနဲ့ပေါ့ဒီဈေးဝက်ဘာကြောင့်ကြန့်ခိုင်နေလဲဆိုတော့ဟိုနားလည်ဖို့ဆိုရင်သူတကယ်တမ်းရင်ဆိုင်နေရတဲ့အခက်အခဲတွေစိန်ခေါ်မှုတွေကိုအရင်ဆုံးပွင့်ပွင့်လင်းလင်းတုံးတက်ကြည့်ဖို့လိုအပ်ပါတယ်ဆိုတော့ယင်းနှမျိုးနဲ့တို့တဲ့အထူးဖြစ်နိုင်ငံရပ်ခြားကနေစိန်ဝင်စားနေတဲ့တို့တွေအတွက်စိန်ခေါ်မှုတွေကတော့အများကြီးရှိနေပါလေ။ဥပမာနိုင်ငံရေးမတည်ငြိမ်မှုကယုံကြည်မှုကိုတိုက်ရိုက်ထိခိုက်တာပေါ့။ပြီးတော့စီမင်းစီကန်းတွေကလည်းမကြာခဏပြောင်းလဲနေတော့စီမံကိန်းတွေအတွက်ခံများရခတ်စေတယ်။အဲ့ဒီပြင်ဗန်ချင်းငွေရဖို့ခက်ခဲတာတွေပိတ်ဆို့မှုတွေကလည်းငွေကြေးလဲပတ်မှုကိုအများကြီးကန့်သတ်ထားသလိုပါပဲ။ဒီစကားကအခြေအနေရဲ့လေးနက်မှုကိုတော်တော်လေးမိမောင်းထိုးပြနေပါတယ်။နိုင်ငံရေးမတည်ငြိမ်မှုတွေကယင်းနှမျိုးနဲ့တို့ရဲ့ယုံကြည်မှုအပေါ်မှာဘလောက်တောင်တိုက်ရိုက်တရားမှုရှိနေလဲဆိုတာအရန်ကိုရှင်းလင်းပါတယ်။ဒါကတကယ်ကိုလက်တွေ့ကျကျစိုးရင်ရတဲ့အချက်တစ်ခုဆိုတာငင်းလို့မရပါဘူး။ကဲဒါဆိုရင်ပေါ့အခက်ခဲတဲ့ကြီးတော့များနေတဲ့ကြာကဈေးကွက်ကိုဘယ်အရာတွေကပြန်ပြီးထောက်မှထားပေးနေတာလဲ။အခုတခါဒီဈေးကွက်ရဲ့ကြန့်ခွယ်မှုနောက်ွယ်ကတကယ်ကိုအားကောင်းတဲ့တွန်းအားတွေအကြောင်းဆက်ပြီးကြည့်လိုက်ကြရအောင်။ဒီအချက်ကတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်။ဘာလို့လဲဆိုတော့ဒီမှာဝယ်လိုအားနဲ့ရောင်းလိုအားကြားကတွန်းအားပြိုင်နေတာကိုရှင်းရှင်းလင်းလင်းတွေ့ရလို့ပဲတစ်ဖက်မှာကြည့်လိုက်မြို့ပေါ်တက်နေတဲ့သူတွေများလာတယ်ငွေတန်ဖို့ကြတာကိုကာဝယ်ဖို့အိမ်ချမ်းမြေကိုဝယ်စုလာကြတယ်အဲ့တော့ဝယ်လိုအားကအကြီးကျယ်မြင့်တက်နေတာပေါ့ဒါပေမဲ့ဟိုဘက်မှာကြတော့မြို့လက်ကောင်မမြေကရှာဆောက်လို့ရ straight တရားလဲကြည်တော့ရောင်းလိုအားကလို့တော့ထွက်မလာနိုင်ဘူးအဲ့တော့ဘာဖြစ်လဲဒီအချက်နှစ်ခုညပ်တီတော့ဇင်းနှုန်းတွေကကြမလာနိုင်တော့တာပေါ့အဓိကတော့ချက်ကတော့ဒါပဲ inflation hedge ပေါ့ငွေကြေးဖောင်းပေါ်မှုကိုကာကွယ်တာရှင်းရင်းလေးပြောရင်ကျပ်ငွေတန်ဖိုးကမတည်ငြိမ်တဲ့အခါလူတွေကသူတို့ရဲ့စုငွေတွေကိုဒီအတိုင်းထားရင်တန်ဖိုးကျသွားမှာစိုးရင်လာကြတယ်အဲ့တော့တန်ဖိုးမကျတဲ့အရာတစ်ခုဖြစ်ပြောင်းလဲပြီးထိန်းထားခြင်းကြတော့အဲ့ဒီခါမှာအင်ချမ်းမြေကအကောင်ဆုံးရွေးချယ်စရာတစ်ခုဖြစ်လာတာပဲဒါကြောင့်ငွေတွေကဘဏ်ထဲမှာအကြိုက်မထားတော့ပဲအင်ချမ်းမြေဈေးကွက်တွေကိုတောက်လျှောက်စီးဝင်လာတော့တာပါပြီးတော့လေနောက်တစ်ချက်ကကျေးလက်ကနေမျိုးပြကိုပြောင်းရွှေ့နေထိုင်ကြတဲ့ရေစည်းကြောင်းကလည်းလုံးဝရက်ကန်မသွားဘူးအဲ့လာကဘာကိုဖြစ်စေလဲဆိုတော့အင်အားအတွက်အခြေခံကြပြီးတည်ငြိမ်တဲ့လိုအချက်တကူကိုအမြဲတမ်းလို့ဖန်တီးပေးနေတယ်လို့ပဲဆိုတော့ဒါကဈေးဝိုက်လက်ရေရှည်ခိုင်မာမှုကိုအထောက်အကူပြုနေတဲ့အရေးကြီးဆုံးအချက်တွေထဲကတစ်ခုလို့ပြောလို့ရပါတယ်ကဲဒမိုဒီယာပိုင်းနေပြောပြီးပြီဆိုတော့တကယ်လက်တွေကိန်းကနန်းတွေအချက်လက်တွေဘက်ကိုတစ်ချက်လောက်လှည့်ကြည့်ကြအောင်သူတို့ကဘာကိုညွန်ပြနေလဲဆိုတာလေအရင်ဆုံးကြည့်ရမှာကတော့ဒီဈေးဝက်ကကျွယ်စားပဲလာမယ့်2025ခုနှစ်မှာတော့ American Dollar 3 ဘီလီယံတန်ဖို့ရှိတဲ့ဈေးဝက်ကြီးတစ်ခုဖြစ်ခံမှန်းထားရတယ်ဆိုတော့ဒီဈေးဝက်ကဘလောက်တောင်ကြီးမားတဲ့ဆိုတာဒီကိန်းဂဏန်းကတက်တည်ပြနေတာပါပဲဒီဇာတ်လေးကိုကြည့်လိုက်ရင်တိုးတက်မှုနှုန်းလေးကိုရှင်းရှင်းလင်းလင်းတွေ့ရမှာပါအထူးသဖြင့်တတိထားမိမှာကကွန်ဒိုဈေးကွက်ပဲ9.86% ဆိုတဲ့အမြင့်ဆုံးတိုးတက်မှုနှုန်းနဲ့ဥဆောင်နေတာတွေ့ရလိမ့်မယ်ဒါကဘာကိုပြလဲဆိုတော့စော့ပြောခဲ့တဲ့မြို့ပြမြင့်ရှားပါမှုရဲ့တက်ရက်ချိုးဆက်ပေါ်ယင်းနိမင်တက်တွေအတွက်ဆိုရင်တော့ဘယ်နေရာမှာအခွက်လောင်းပိုရှိနေလဲဆိုတာကိုညွှန်ပြနေသလိုပါပဲအဲ့ဒါကိုပဲထပ်ပြီးအားဖြည့်ပေးရနောက်တစ်ချက်ကဒါပဲဆော်လိုရေးလုပ်ငန်းတက်တွေရဲ့ 66% သုံးပုံနှစ်ပုံလောက်ကကွန်ဒိုနဲ့တိုက်ခန်းတွေဖြစ်နေတာကိုတွေ့ရမှာပါအကြောင်းရင်းကတော့ရှင်းပါပဲမြို့ပြကမိခွက်ရှားပါတဲ့နေရာတွေမှာအထက်မြင့်အဆောက်အုံတွေဆောက်လာကအထီရောက်ဆုံးဖြစ်နေလို့ပါပဲကဲမြို့ကြီးနှမျိုးကိုတစ်ချက်လောက်နန်းရှင်ကြည့်ကြရအောင်ရန်ကုန်ဘက်ကိုကြည့်မယ်ဆိုရင်ပြားမြဈေးက3500လောက်မှရှိနေပြီးတော့ငါးရန်ခါနဲ့တနစ်ကို600ကိုင်းနှုန်းကနေ800ကိုင်းနှုန်းကျပြန်ရနိုင်တဲ့အလားအလာရှိတယ်။မန္တလေးမှာကျတော့နှစ်စဉ်9ကနေ600ကိုင်းနှုန်းလောက်ဈေးတက်နေပြီးတော့အထူးသဖြင့်မြေဈေးကအပိုပြီးမြင့်တက်နှုန်းအားကောင်းတာကိုတွေ့ရပါတယ်။ကဲ
ကဲအခုအေးကြီးဆုံးအပိုင်ကိုရောက်လာပါပြီယင်းဒီမြို့နယ်ချင်းတဲ့သူတွေပဲလက်တွေ့ကြတဲ့လမ်းညွန်ချစ်တယ်ပေါ့ဒီဈေးကွက်ထဲကိုဘယ်လိုစပြီးဝင်ရောက်လိလာမလဲ ဟုတ်ပြီဒီလိုအလားလာကောင်းဒီကိုတကယ့်ကိုလက်တွေ့ကြပြီးအောင်မြင်တဲ့ယင်းနှီးမြုပ်နှံမှုတစ်ခုဖြစ်လာအောင်ဘလို့အဆင့်တင်နဲ့လှုပ်ဆောင်သွားမယ်ဆိုတာကိုကြည့်လိုက်ကြအောင် လိုင်းနာတင်တဲ့အထီးကအဆင့်၄ဆင့်ရှိပါတယ်နံပါတ်1ဈေးကွက်ကိုတိတ်တိတ်ချာချာတူတေသနာလုပ်ပါနံပါတ်2ကတော့အထူးသဖြင့်နိုင်ငံရေးခြားကလာတဲ့ဆိုရင်ယုံကြည်စိတ်ချရတဲ့ဒေတာကန်အကျူဆောင်တယောက်ကိုမထစ်မနစ်ငားရမ်းဖို့လိုအပ်ပါတယ်ပြီးရင်တတိယရေးကြီးဆုံးအချက်ကပိုင်ဆိုင်မှုခိုင်မာရလားကြရန်တွေပါတယ်မာရလားဆိုတာဥပဒေနဲ့အညီတေချာစစ်ဆေးဖို့ပါနောက်ဆုံးအဆင့်ကတော့အားလုံးသဘောတူပြီးရင်စာချုပ်စာတမ်းနဲ့ခိုင်ခိုင်မာမာပြုလုပ်ဖို့ပါပဲ ဒါပေမဲ့အဲ့ဒီအဆင့်ဒီအားလုံးထဲမှာအရေးကြီးဆုံးတော့ချက်ကတော့ဒါပါပဲဒီဈေးကွက်မှာတကယ်အောင်မြင်ခြင်းနဲ့ဆိုရင်ဒေတာကန်တဲ့ယုံကြည်မှုတည်ဆောက်နိုင်ဖို့ကအဓိကပဲဒီခါလေးမှာလေကောင်းမွန်တဲ့ဆက်ဆံရေးကဂိမ်းကနန့်တွေအချက်လက်တွေထက်တောင်ပိုပြီးကောင်းမွန်တဲ့ပြည်ယူတွေကိုရရှိစေနိုင်ပါတယ် ကဲနောက်ဆုံးအနေနဲ့ဆီလာဆီယာမြေခွန်းလေးတစ်ခုနဲ့ပဲအဆုံးသတ်လိုက်ခြင်းပါတယ်ကဘာတဝမ်းလုံးမှာစီဝါရေးတွေကမတည်ငြိမ်မှုတွေနဲ့ပြည့်နေတဲ့ဒီလိုချိန်မျိုးမှာမြန်မာနိုင်ငံမှာတွေ့နေရတယ်လို့ပဲအင်ချမ်းမီလိုလက်စုပ်လက်ကင်ပြလို့ရတဲ့ပိုင်ဆိုင်မှုတွေကယင်းနှမျိုးနံတွေ့တဲ့ကတခဲပဲအလုံးရှုံဆုံးနေရတခုဖြစ်နိုင်မှာမလားဒါကတော့ဆက်ပြီးတွေးတော်ဆင်ခြင်စရာအချက်တစ်ခုအနေနဲ့ခြံထားကြခြင်းပါတယ်